안녕하세요. 오케이. 디니 셉이러 레이라 도면 디니 뼈뼈 도면 아가러 머니가 제로 세계별이 보노. 에디 세계별이고 제로 디니 셉이러 레이라 도면 너. 세계별 돌리디오 셉이러 레이라 도면 ဖြစ်ပါတယ်ဒါဒီနေ့အပြီးလက်စတိုက်ရမှာလားဆိုတဲ့စကားပေါ့နော်ဒါမြန်မာလိုဆိုရင်ဒါပေါ့ဒါဆိုရင် 이거ဒီနေ့ 오늘ဒီနေ့အပြီးဆိုလို့ရှိရင်ကာကြီးလေးပေါင်းပေးလိုက်ရပါပြီ 오늘까지ဒါဒီနေ့အပြီးလက်စတိုက်ရမှာလား 끝내야 돼요 이거 오늘까지 끝내야 돼요 이거 오늘까지 끝내야 돼요 다ဒီနေ့အပြီးလက်စတိုက်ရမှာလား 이거 오늘 라따딴 리탭하면 까지 끝내야 돼요. 끝내야 돼요. 이거 오늘까지 끝내야 돼요. 다디네 에피레사타야 말라. 디마 단지를 얌냐리래. 디마 여기에 단지세 녹로 뼈래. 녹이 많아요. 여기에 녹이 많아요. 디마 단지리 얌냐니래. ကျွန်တော်အခုအပြင်သွားမလို့ပါကျွန်တော် Johnအခု지금အဲ့တော့ 지금 맞다단လေးထည့်ဖတ်မယ် 지금 အပြင်သွားမလို့ပါ 외출합니다. 외출합니다. 라다လေးပေါ်တက်ချိတ်ပြီးဖတ်မယ် 외출합니다. ရေးလို့ရှိရင်တော့ 외출합니다. 외출합니다. ဒါပေမဲ့ဖတ်လို့ရှိရင် 외출합니다. ပြန်ဖတ်မယ်ကျွန်တော်အခုအပြင်သွားမလို့ပါ 전 지금 외출합니다. 전 지금 외출합니다. ကျွန်တော်အခုအပြင်သွားမလို့ပါ ဖုန်းလာနေတယ်ဖုန်းလာနေတယ်ဖုန်း 전화 전화နားငယ်တတန်လေးထည့်ဖတ်မယ် 전화 အဲ့ဒီမှာနားနဲ့ဟာနဲ့တွေ့လို့ရှိရင်နှဆိုတဲ့တန်ကအဲ့တော့ 전화 လို့မဖတ်ရဘူးเนาะ 전화 왔어요 전화 왔어요 ဖုန်းလာနေတယ် 전화 왔어요 ဖုန်းလာနေတယ်ဖုန်းကင်ပေးပါ 전화 좀 받아주세요 전화 좀 받아주세요 전화 좀 맞다단လေးထည့်ဖတ်မယ် 좀 ပါစပ်ပိတ်မယ်နော် 좀 받아주세요 전화 좀 받아주세요 전화 좀 받아주세요 ဖုန်းကင်ပေးပါနည်းနည်းလောက်ရှင်းပြပေးပါ 좀 설명해 주세요 맞다단လေးထည့်ဖတ်မယ် 좀 ဆိုတာနည်းနည်းတစ်စိတ်လောက်အဲ့လိုအဓိပ္ပာယ်နော် 좀 설명해 주세요 썰 말라다단လေးထည့်ဖတ်မယ် 설명 အဲ့ဒီမှာ 설명 မဟုတ်ဘူးနော် 명 လို့ဖတ်ရမယ် 설명해ငဲဆိုတဲ့အတန်ထွက်မယ်ငါနဲ့ဟာနဲ့တွင်ငှဆိုတဲ့အတန်ထွက်မယ်အဲ့တော့ 설명해 주세요 좀 설명해 주세요 좀 설명해 주세요 사리 잡하면 이거 오늘까지 끝내야 돼요. 이거 오늘까지 끝내야 돼요. 이거 오늘까지 끝내야 돼요. 여기에 녹이 많아요. 여기에 녹이 많아요. 전 지금 외출합니다. 전 지금 외출합니다. 전 지금 외출합니다. 전화 왔어요. 전화 왔어요. 전화 좀 받아주세요. 전화 좀 받아주세요. 좀 설명해 주세요. 좀 설명해 주세요. 오케이. ဒီစာကြောင်းလေးတွေကိုအကြိမ်ကြိမ်ပြန်ဖတ်ကြည့်ပါပြီးသွားလို့ရှိရင်တော့ပြောကြည့်ပါနော်ဆမ်နဲ့တူတူအတန်ကြဲကြဲလေးလိုက်ပြောဖို့လဲအားလုံးကိုဖိတ်ခေါ်ပါတယ်အဆိုဒီနေ့တကတော့ဒီလောက်ပါပဲကျေးဇူးပါအညောကြီးဖြစ်စေရော감사합니다